grade 2 သင်ချာအလုပ်သင်ငယ်စာနေရဲ့လေ့ကျင့်ငယ်နံပါတ်၄ကိုတွက်ပြမယ်နော်အဲ့မှဆိုရင်တင်းတင်းကတဲ့154ချိန်ကြိုးခုံနိုင်တယ်ဘိုဘိုက109ချိန်ကြိုးခုံနိုင်ပါတယ်တင်းတင်းကဘိုဘိုတဲ့အချိန်ဘယ်နှချိန်ကြိုးခုံနိုင်တာလဲတင်းတင်းကြိုးခုံနိုင်တာက154ချိန်ဘိုဘိုကခုံတာက109ချိန်အဲ့ဒီထဲမှာတဲ့တင်းတင်းကဘိုဘိုတဲ့အချိန်ဘယ်နှချိန်ကိုခုံနိုင်တာလဲလို့မေးတာအဲ့ကြတော့မိချက်ကလေးကိုအရင်ဆုံးထုတ်ရအောင်တင်းတင်းကိုခုံနိုင်တော့ကြိုးချိန်အများချင်းဘယ်လောက်လဲမိချက်ကလေးမေးပြီးသွားပြီဆိုဆရာတို့ဆုံးဖြတ်ချက်ကလေးရှားရမယ်ဆုံးဖြတ်ချက်ချမှာဆိုရင်တင်းတင်းရဲ့ကြိုးခုံချိန်က154ချိန်ဘိုဘိုရဲ့ကြိုးခုံချိန်က109ချိန်အဲ့ကြတော့တင်းတင်းကြိုးခုံချိန်ဘယ်လောက်ခုံနိုင်တဲ့ဟာကိုလိုချင်တာဆိုရင်တင်းတင်းကြိုးခုံချိန်တွေကနေဘိုဘိုကြိုးခုံချိန်ကိုနှုတ်ပေးရမယ်ကဲနှုတ်ပြီးဆုံးဖြတ်ချက်ချပြီးဆိုရင်စတွက်ပြီးတော့တွက်လို့ရပြီ154ရတော့အောက်က109အနှုတ်ဟုတ်ပြီလေးတဲ့ကကိုနှုတ်တော့မနှုတ်နိုင်ဘူးမနှုတ်နိုင်တော့အရှိက9 10နေရာကနေတက်သွားရှိမယ်9ဒီတစ်ခုရောတော့4ဘက်မှာဗတ်တင်မှာတော့10တင်10 4ရဲ့ကို14လို့မြင်အဲ့ဒါ10တဲ့ကနေကိုနှုတ်တော့1ရဲ့4ရဲ့ပေါင်းတော့9လေးတဲ့က3ညအောင်နှုတ်တော့4တစ်ထက်က1နှုတ်တော့3ညဆိုတော့ရေးစရာမလိုဘူးအဲ့ကြတော့အဖြေဒီဘယ်လောက်ရတော့45ချိန်အဲ့45ချိန်ကဘယ်သူခုံနိုင်တာတော့တင်းပိုခုံနိုင်တော့ကျိုးချိန်ဘယ်နှချိန်ခုံနိုင်တာတော့45ချိန်